မိတ်ဆွေတို့စဉ်းစားကြည့်ပါကိုယ့်ရဲ့သမီးလေးအသက်ခံရတော့မယ့်အခြေအနေမှာနိုင်ငံတနိုင်ငံလုံးရဲ့ကံကြမ္မာကိုဆုံးဖြတ်ရမယ်ဆိုရင်ဘယ်လိုခံစားရမလဲသမရလော်ရာဟာအဲ့ဒီလိုဆိုးရွားတဲ့အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်အကျန်းဖတ်သမားတွေကသူ့ရဲ့သမီးဖြစ်သူဘန်ဒါကိုပြန်ပြီးဆွဲသွားပြီး48နာရီအတွင်းယာထူးကနေနှုတ်ထွက်ဖို့ရာဇသံပေးထားပါတယ်သူတို့ဟာသမီးဖြစ်သူကိုဗီဒီယိုရိုက်ပြီးသမရကိုချင်းချောက်နေကြတာပါဒါပေမဲ့သမရရဲ့သမီးလေးကတော့အကျန်းဖတ်သမားတွေရှိမှဒူးမထောက်ဖဲရဲရဲဝံ့ဝံ့ရင်ဆိုင်နေခဲ့ပါတယ်ဒီလိုအရေးပေါ်အခြေအနေမှာတရုတ်ငင်းချမ်းရေးထိန်ထိန်မှုတပ်ဖွဲ့ဝင်တွေဖြစ်တဲ့နီဖန်နဲ့အဖွဲ့ဟာကယ်ဆယ်ရေးလုပ်ငန်းတွေကိုစတင်ခဲ့ပါတယ်သူတို့ဟာအချိန်နဲ့တပိတ်နီလှူရှားခဲ့ပြီးအကျန်းဖက်သမားတွေပုံပေါင်းနေတဲ့ကိုတော်ဟောင်းကိုစုံစမ်းသိရှိခဲ့ကြပါတယ်စစ်စင်ရေးဟာအလွန်ကိုတင်းထန်ပြီးအသက်အန္တရာယ်ကြားကနေရန်သူစခန်းကိုထိုးဖောက်ဝင်ရောက်ခဲ့ကြပါတယ်နောက်ဆုံးမှာတော့ဘန်ဒါကိုကယ်တင်နိုင်ခဲ့ပေမဲ့ရန်သူတွေဘက်ကပြန်လည်ခုခံမှုကြောင့်အခြေအနေတွေဟာပိုပြီးရှုပ်ထွေးလာခဲ့ပါတယ်ဘန်ဒါကိုစေယုံကိုအချိန်မီပို့ဆောင်နိုင်ခဲ့ပေမဲ့သူမရဲ့အခြေအနေကတော့စိုးရင်ရဆဲဖြစ်ပါတယ်။သမရလိုဝါကဒေါသထွက်နေပြီးဒီကိစ္စဟာသူ့ရဲ့ plan ဘတ်မနုရဲ့လက်ချက်လိုပဲတခိုင်မှယုံကြည်နေပါတယ်။ဒါပေမဲ့တပ်ဖွဲ့ခေါင်းဆောင်နီဖင်ကတော့ဒီကိစ္စမှာတခုခုလွဲချော်နေတယ်လို့သတိထားမိလိုက်ပါတယ်။သမရကသမီးဖြစ်သူကိုစိုးရင်စိတ်နဲ့ဆရာဝန်တွေကိုတင်းနှက်နဲ့ချိန်ပြီးချင်းချောက်တဲ့အခါမှာနီဖင်ကရဲရဲဝံ့ဝံ့တားဆီးခဲ့ပါတယ်။ဒီနေရာမှာစစ်သားကောင်းတစ်ယောက်ရဲ့တည်ငြိမ်မှုနဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကဘလောက်အရေးကြီးလဲဆိုတာမြင်တွေ့ရမှာပါအကျန်းဖတ်သမားရဲ့စခန်းကိုပြန်လည်စစ်ဆေးတဲ့အခါမှာအထောက်ထားအများစုကမီးလောင်ပျက်စီးနေပါပြီ။ဒါပေမဲ့နီဖင်ရဲ့အဖွဲ့ဟာဆေးဝါးညွှန်ကြားချက်စာရွက်အပိန်ရှားလေးတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ဒီဆေးဟာတာမန်လူတွေသုံးစွဲနိုင်တဲ့ဆေးမျိုးမဟုတ်ပဲအစင်းမြင့်အရာရှိတွေသာရရှိနိုင်တဲ့ဆေးမျိုးဖြစ်နေတာပါ။ဒီတဲ့လွန်စကနေသစင်ဒီပြန်ပေးဆွဲမှုဟာပြင်ပကအကြံဖတ်သမားတွေတင်မကပဲအတွင်းလူတွေပါပတ်သက်နေနိုင်တယ်ဆိုတဲ့အချက်ကိုသတိပြုမိလာကြပါတယ်။စုံစမ်းစစ်ဆေးမှုတွေအရအန်စတွန်လို့အမည်ရတဲ့လျှို့ဝှက်အကောင့်တစ်ခုကနေအကြမ်းဖက်သမားပါစာစီကိုငွေလွှဲထားတာတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ပိုပြီးထူးဆန်းတာကသမရရဲ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်ဒရူးဟာလည်းဒီကိစ္စနဲ့ဆက်နွယ်နေနိုင်တဲ့အရေးအယောင်တွေရှိနေတာပါ။ဒရူးကိုဖန်ဆီးစစ်ဆေးဖို့ကြိုးစားတဲ့အခါမှာသူကအစိတ်တောက်ပြီးကိုတတ်သေးသွားခဲ့ပါတယ်။ဒါဟာတစုံတစ်ယောက်ကအမှန်တရားကိုဖုံးကွယ်ဖို့ကြိုးစားနေတယ်ဆိုတာထင်ရှားနေပါတယ်။သမရရဲ့အနီးကပ်ဆုံးလူတွေထဲမှာတင်သစ္စာပေါက်တွေရှိနေနိုင်တယ်ဆိုတဲ့အသည့်ကလူတိုင်းကိုထိတ်လန့်စေခဲ့ပါတယ်။သမရလိုရဲကတော့ဒေါသအဟုန်ကြောင့်ဒုက္ခတိစခန်းတွေထဲမှာအကျန်းဖက်သမားတွေခိုအောင်နေတယ်လို့ယူဆပြီးစစ်အင်အားနဲ့တိုက်ခိုက်ဖို့အမိန့်ပေးလိုက်ပါတယ်။ဒါဟာအပြစ်မဲ့တဲ့အမျိုးသမီးတွေနဲ့ကလေးသူငယ်တွေအတွက်အလွန်အန္တရာယ်များတဲ့အခြေအနေဖြစ်ပါတယ်။ကုလသမဂ္ဂနဲ့တရုတ်ငင်းချမ်းရေးတပ်ဖွဲ့တွေကဒါကိုတားဆီးဖို့ကြိုးစားပေမဲ့သမရကတော့အနာမထောင်တော့ပါဘူး။စစ်သားတွေကြားမှာနိုင်ငံရေးနဲ့လူသားချင်းစာနာမှုတို့ထိတ်တိုက်သွေးဆုံတဲ့အခိုင်အတန့်ဖြစ်လာပါတယ်။မိတ်ဆွေတို့ဆိုရင်ဒီလိုအခြေအနေမှာဘယ်လိုဆုံးဖြတ်ချက်မျိုးချမှတ်မလဲဆိုတာစဉ်းစားစရာဖြစ်လာပါတယ်။တရုတ်ငင်းချမ်းရေးတပ်ဖွဲ့တွေဟာဒုက္ခသည်တွေကိုကာကွယ်ဖို့အတွက်နောက်မဆုတ်တဲ့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့ဟာမိသားစုတွေစီကိုနောက်ဆုံးစာရီရေးသားခဲ့ကြပြီးတိုက်ပွဲအတွက်ပြင်ဆင်ခဲ့ကြပါတယ်။တကယ်ရန်သူဟာမာနုမဟုတ်ပဲအနီးနားကအရာရှိအာမင်းချစ်နေနိုင်တဲ့ဆိုတဲ့အထောက်အထားတွေကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်။အမှန်တရားဖော်ပေါက်လာဖို့နဲ့အဖြစ်မဲ့သူတွေမတေဆုံးစေဖို့အတွက်သူတို့ဟာတမတရဲ့တပ်ဖွဲ့တွေကိုရဲဝံ့စွာရင်ဆိုင်ခဲ့ကြပါတယ်။ဒီလိုတည်ငြိမ်တဲ့တတိနဲ့တာဝန်တီးစီရှိရလူကြီးချောင်းကကဘာကြီးမှာငင်းချမ်းမှုဆိုတာရှိနေနိုင်တာဖြစ်ပါတယ်